ကျမတို့ထိုးလာတာဒီကွင်းထဲမှာ12တိုင်ရပြီပေါ့နော်12တိုင်ရပြီဆိုလို့ဆိုရင်ကွင်းရှင်ဖြစ်တဲ့အတွက်သူ့ကိုဆွဲပြီးချုပ်လိုက်ပါပေါ့နော်ဆွဲချုပ်လိုက်ပြီးလို့ဆိုရင်ဒီရဲ့ထိတ်လေးမှာကျမတို့ပထမဖွင့်ပြီး3ချက်တိုးတဲ့ထိတ်လေးမှာကျမတို့သူ့ကိုရှက်ကော်လေးနဲ့တက်လိုက်မယ်နော်မျိုးလေးရှက်ကော်လေးနဲ့တက်လိုက်မယ်အဲ့လိုမျိုးလေးပေါ့ဒီလိုမျိုးလေးရမယ်နော်ရှက်ကော်လေးနဲ့တက်ပြီးရင်ကျမတို့ဖွင့်ပြီးတစ်ချက်ထိုးမယ်နော်ဒီလိုမျိုးလေးဖွင့်ပြီးတစ်ချက်ထိုးပြီးလို့ဆိုရင်ဒါကဖွင့်ပြီးတိုင်ဖွင့်ပြီး3ချက်တက်ထားတဲ့နေရာရဲ့ဘေးကတိုင်လေးမှာကျမတို့ဒီလိုမျိုးလေးဆွဲပြီးတော့ဒီလိုမျိုးလေးဆွဲပြီးတော့ဒီနဲ့ဒီလိုမျိုးလေးချိတ်လိုက်မယ်နော်ဒီလိုမျိုးလေးကျမတို့ချိတ်လိုက်မယ်ချိတ်ပြီးရင်ဒီမှာဒီလိုမျိုးလေးပေါ့နော်ဒီလိုမျိုးလေးရမယ်ပြီးရင်ကျမတို့ဖွင့်ပြီး3ချက်ထိုးမယ်နော်ဒီ2 3ကျမတို့ဒီလိုဖွင့်ပြီး3ချက်ထိုးပြီးလို့ဆိုရင်ဒီမှာကတိုင်တစ်တိုင်ရှိတယ်ဒီမှာတစ်တိုင်ရှိတယ်ဒီနှစ်တိုင်မြောက်မှာပေါ့တစ်တိုင်ကိုချားပြီးတော့ဒီနှစ်တိုင်မြောက်မှာကျမတို့သူ့ကိုဒီလိုမျိုးရှက်ကော်လေးနဲ့တက်လိုက်မယ်နော်ရှက်ကော်လေးနဲ့တက်လိုက်မယ်ရှက်ကော်လေးနဲ့တက်ပြီးရင်ကျမတို့ဖွင့်ပြီး3ချက်ထပ်ပြီးထိုးမယ်နော်ဒီ2 3ကျမတို့ဖွင့်ပြီး3ချက်ထိုးပြီးလို့စီလို့ဆိုရင်တိုင်လေးကိုလှည့်လိုက်ပြီးတော့ကျမတို့ဒီနေရာမှာဖွင့်ပြီးတိုင်10တိုင်ထောင်မယ်နော်ဒီကွင်းလေးထဲမှာကျမတို့10တိုင်ထောင်မယ်နော်ဒီနဲ့ဒီလိုတိုင်ကို10တိုင်ကျမတို့ထောင်မယ်နော်တို့သူ့ကိုတိုင်ထောင်တာ10တိုင်ရပြီပေါ့နော်ဒီလို10တိုင်ရပြီလို့ဆိုရင်ဒီလိုမျိုးလေးပြန်ပြီးတော့လှည့်လိုက်မယ်နော်ဒီလိုမျိုးလေးပြန်လှည့်ပြီးတော့ပထမတော့ကျမတို့သူ့ကိုတတိုင်ကြော်ချထားတဲ့အဲ့တတိုင်ကြော်ရဲ့အပေါက်လေးထဲမှာကျမတို့ဖွင့်ပြီးမဟုတ်ဒီလိုလေးချိတ်လိုက်မယ်ပေါ့နော်သူ့ကိုတိုင်ချီအောက်မှာကိုကျမတို့ချိတ်လိုက်မယ်ချိတ်ပြီးရင်ဒီလိုမျိုးလေးရှက်ကော်လေးနဲ့တက်လိုက်မယ်နော်ဒီလိုမျိုးလေးပေါ့တတိုင်ကြော်ထားတဲ့အဲ့တတိုင်ကြော်ရဲ့တိုင်မှာကိုကျမတို့ကသူ့ကိုဝင်ပြီးတော့ချိတ်မယ်ပြီးလို့စီလို့ဆိုရင်သူ့ကိုဒီရဲ့အစုံဒီနေရာလေးပေါ့ဒီနေရာလေးမှာကျမတို့သူ့ကိုရှက်ကော်လေးနဲ့ပြန်ပြီးတော့ချိတ်လိုက်မယ်နော်ဟိုတစ်ပေါက်မဟုတ်ဘဲနဲ့ဒီနေရာမှာပဲပေါ့နော်သူ့ဘေးကအပေါက်မဟုတ်ဘဲနဲ့ဒီတိုင်ထောင်ထားတဲ့နေရာလေးမှာပဲကျမတို့သူ့ကိုရှက်ကော်လေးနဲ့ဒီမျိုးလေးချိတ်လိုက်မယ်နော်ပြီးရင်ကျမတို့ဖွင့်ပြီး3ချက်ထပ်ထိုးမယ်နော်ဒီ2 3ဖွင့်ပြီး3ချက်ထိုးပြီးလို့ဆိုရင်ကျမတို့ဒီလိုပဲတတိုင်ချားပြီးတော့တစ်ပေါက်တတိုင်ချားပြီးတော့ဒီဘက်တတိုင်ရဲ့ထိပ်ပေါက်လေးမှာကျမတို့သူ့ကိုရှက်ကော်လေးနဲ့ဒီမျိုးလေးပိတ်လိုက်မယ်နော်ဒီမျိုးလေးပြီးလို့ဆိုရင်ဖွင့်ပြီး3ချက်ထပ်ထိုးမယ်နော်ဒီ2 3ဖွင့်ပြီး3ချက်ထိုးပြီးရင်သူ့ကိုဒီလိုမျိုးလေးပဲလှည့်လိုက်မယ်နော်လှည့်ပြီးရင်ဒီလိုမျိုးလေးပဲဒီနေရာမှာတိုင်10တိုင်ထပ်ထိုးမယ်နော်ဒီမျိုးလေးတိုင်ဒီနေရာလေးမှာ10တိုင်ကျမတို့ထပ်ထိုးမယ်နော်ကျမတို့ဒီလိုမျိုး10တိုင်ပြည့်သွားပြီဆိုရင်သူ့ကိုဒီဘက်ပြန်လှည့်လာမယ်နော်ဒီဘက်ပြန်လှည့်ပြီးတော့ပထမတော့ကကျမတို့သူ့ကိုတတိုင်ထားရတဲ့နေရာမှာအဲ့နေရာလေးမှာပဲကျမတို့သူ့ကိုရှက်ကော်လေးနဲ့ချိတ်ပြီးတော့ဒီမှာရှက်ကော်လေးနဲ့ချိတ်လိုက်မယ်ပေါ့နော်ဒီလိုမျိုးလေးရှက်ကော်လေးနဲ့ချိတ်မယ်ပြီးလို့ရှိရင်ဒီနေရာလေးမှာပဲကျမတို့ပြန်ပြီးတော့ရှက်ကော်လေးနဲ့ပြန်ပြီးတော့ချိတ်လိုက်မယ်နော်နေရာလေးမှာဒီလိုမျိုးလေးပေါ့နော်ပြီးရင်ဖွင့်ပြီး
ဒီမှာဖွင့်ပြီးတခါ3ချက်ထပ်ထိုးမယ်နော်1 2 3ဒီလိုမျိုးလေးဖွင့်ပြီး3ချက်ထိုးမယ်ပြီးလို့ဆိုရင်တတိုင်းကျမတို့ခြားပြီးထိုးမယ်ပြီးလို့ဆိုရင်ဖွင့်ပြီး3ချက်တက်မယ်1 2 3ဖွင့်ပြီး3ချက်တက်ပြီးလို့ဆိုရင်ဒီလိုမျိုးလေးလှည့်လိုက်ရမယ်နော်ဒီလိုလှည့်ပြီးတော့တိုင်းဒီမှာ10တိုင်းထောင်မယ်အဲ့ဒါကိုပတ်လဲကျမတို့ကဒီလိုဖွင့်လွှာ6ဖက်ရအောင်ကျမတို့ထိုးလာခဲ့မယ်နော်